အားလုံးပဲမိကပါတာရွေးဒီမှာ PC အကြောင်းလေးပြပို့ဆော်ရ comment မှာလည်းအများကြီးမေးနေကြလို့တော့ဟဲ့မင်း PC စင်တာဘယ်လောက်ကုန်လဲသူများမေးနေလို့ပြောပြလိုက်အောင်အဲ့ဒါကျွန်တော်ပြောပြချင်တာနဲ့အတော်ပဲဗျာဒီနေ့ကျွန်တော်အားရနဲ့ပြောပြပေးမယ်နော်ကျွန်တော်မမီတလောက်ပြောပြမယ်ဆိုရင်ဝယ်ထားတာလည်းကြာပြီဗျာမမီတလောက်ပြောပြပေးမယ်နော်ပထမဦးဆုံးဒီ kit နဲ့ဒီ member အထက်မှာပေါ့နော်ဟိုဟာ6000 9000နီးပါးလောက်ပေးရတယ်နော်ဒီအပြင်ကပါအပြင်ကပါပေါ့ kit အပြင်ကပါလည်းပြောလို့ရတယ်နော်ဒါပေမဲ့ကျွန်တော်ဝယ်တော့တခုချင်းစီးဝယ်တာပေါ့နော်အစုံလိုက်ကြီးဝယ်တာမဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်ပြောပြမယ်ဆိုဒီ kit နဲ့ member အထက်က9000လောက်ပေးရတယ်ဗျာနောက်ပြီးတော့ဒီ CPU ကြတော့ Ryzen ဟာ CPU ကြတော့အမျိုးရှိတယ်ကျွန်တော်ကကြတော့ AMD အမျိုးသားပေါ့နော် Ryzen ဟာဒီကောင်ကြတော့4900ပေးရပါတယ်ဗျနောက်ပြီးတော့ RAM ပေါ့နော် RAM လည်းကျွန်တော်နှစ်ခါဝယ်ပါတယ်နော်ပထမဦးဆုံးက 8GB ဝယ်တာကွာနောက်ပြီးတော့မလောက်လို့ကြောင့်နောက်တစ်ခုထပ်ဝယ်လိုက်တယ် 16GB ဖြစ်သွားတာနော်နောက်တစ်ခုက graphic card ကြတော့ကျွန်တော်တကယ်ချင်းစီကစကန်ရလာတော့ပေါ့နော်4000ပါဒီကောင်ကြတော့ GTA 13953ပါနောက်တစ်ခုကြတော့ဒီ power supply ပေါ့နော်ဒီမှာမီးတွေပါဆွဲတဲ့ဟာပေါ့နော်ဒီကောင်ကြတော့600 watt ပေါ့နော်600 watt ဆိုရင်ဒီကောင်ကဈေး1900 2000နီးပါးလောက်ပါဒါကတော့ PC ကအတွင်းကဟာဒီပုံးပေါ့နော်ဒီပုံးတွေကရှိရဟာဘယ်လောက်တော့အလုံးပေါင်းဆိုရင်အလုံးပေါင်းဆိုရင်တော့12000နီးပါးလောက်ပေါ့နော်12000နီးပါးလောက်ပေါ့ဒါပေမဲ့ဘိုးစော်ကတခုချင်းစီစင်တာဆိုတော့ဒီသူ့ရဲ့ဟိုဟာသူ့ရဲ့နားကြော်တွေပါမပါသေးဘူးနော်ဒီကြော်နဲ့ခွဲဝယ်ရသူမနီတာတွေမပါသေးဘူးကြော်တခုချင်းစီခွဲဝယ်တာဒီမနီကြတာကြတော့ကျွန်တော်ဝယ်တာဒီကောင်ကြတော့ Acer ကြတော့2400ပေးရတယ်เนาะဒီကောင်ကြတော့ဟိုဟာ139ရတာပေါ့နော်သူရဲ့ဟိုဟာ quality ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဟိုဟာရတော်တော်လေးရှင်းတယ်နော်သူ့ရဲ့ဟို monitor ဟုတ်တယ်ဗျ 4K ပုံစံမျိုးတော်တော်လေးမိုက်တယ်ဟုတ်တယ်ဒီ webcam ကြတော့ဒီ webcam ကြတော့ကျွန်တော်ကျောင်းမှာရလာတာပေါ့နော်900ကျော်တော့ပေးရအောင်နော်စီးဒီကြတော့တိတ်မမှတ်မိဘူးဗျာပြီးတော့ဒီ keyboard ကြတော့400 500လောက်ပါဒီ mouse ကြတော့100လောက်ပါဈေးမကြည့်ဘူးနော်ဘောက်တွေရောဒီဘောက်ကြတော့100ကျော်ပဲဗျာဒီတောင်းပါပဲဒီမီးကြတော့တိုက်ကားစီမှာလက်ဆောင်ရလာတာပါအလကားဟောနော်အလကားပေါ့ဗျာဒီပေါ့အုံချင်းတာပေါ့ကွာဒီကောင်ကြတော့capture card ပေါ့နော်Facebook တို့ပါတို့ပေါ့နော် YouTube တို့ပါတို့လိုက်လွှင့်မဲ့ဆိုရင်ပေါ့နော်ဒီကောင် OBS တွေနဲ့လိုက်လွှင့်ရတာ300တာပေါ့နော်ဒီကောင်ကြတော့ GTA2 ဝယ်တော့9000ကျော်တော်တော်လေးကြာပြီနော်ဒီကောင်ကအခုမသုံးဖြစ်တော့ဘူးဗျာဒါPC တစင်စာရဖို့ဆိုရင်ဘယ်လောက်ကုန်မလဲအဲ့ဒါဆိုရင်ဟိုအရင်တော့ဆိုရင်ဒါအလုံးအရင်တော့ကျွန်တော်ကဒီအကုန်လုံးပြောပြရမယ်ဆိုရင်2000ခွဲဝန်းကျင်လောက်ပေးရပါတယ်2000ခွဲတော့ဒါပေမဲ့အခုချိန်မှာ line လွှင့်ဖို့ဆိုရင်အဲ့လောက်သုံးဆရာမလို့တော့နော်တကယ်လို့ကိုက TikTok တစ်မျိုးပဲ line လွှင့်မယ်ဆိုရင်တော့အများကြီးသုံးဆရာမလို့ဘူးဗျာဒါမဲ့ကျွန်တော်ကပြောချင်တာပေါ့နော်ပတ်စံရှိတခါတည်းအကောင်းစားဝယ်ပဲလိုက်ဗျာဟိုဟာပတ်စံနှစ်ခါသုံးခါကုန်စရာမလိုဘူးပေါ့နော်ဒါပေမဲ့ကိုတတ်နိုင်တဲ့ဈေးကိုဝယ်ရှင်လဲရတာပေါ့နော်ဟိုဒီတချို့ကကြတော့တီတောင်းမှာလိုက်လွှင့်မဲ့ဆိုရင်ဒီ cafe ကမတုံးလဲရတာပေါ့နော်ဒါပေမဲ့တုံးရင်တော့ပိုကောင်းပါပေါ့နော်သူကလုံးတာပို့ပြီးတော့အဆင်ပြေပါတယ်နော် CPU တွေပါကြတော့အခုသူမင်းတယ်လို့ဈေးကြီးပါတယ်နော်အဲ့တော့ဒီ mic ကဒီ mic ကြတော့900ကျော်800လောက်ရရနော်အခုသူဈေးတော့ကျော်တိတ်မမီတော့ဗျာဒီကောင်ကြတော့သူအထောက်တွေပါပါရောနော်ဒီကောင်ကြတော့ဈေးတော်ကြီးရဲ့ဒီကောင်ကြတော့1000လောက်ပေးရတယ်နော်ဒီကောင်ကြတော့ quality ကောင်းတယ်ဒီကောင်ကြတော့မီးရရမီးဒီမီးကြတော့400ကျော်ရရနော်400ကျော်ပဲပြီးတော့ဒီထိုင်ကုန်နော်ဒီထိုင်ကုန်ကြတော့1000ပေါ့နော်1000ကျော်ပေါ့1000ကျော်ဈေးဒီကြတော့မမှတ်မိဘူးဗျာအဲ့လိုမျိုးကိုဆော့နေတဲ့ဖုန်းကတော့ဘာဖုန်းမျိုးစားတော့ဒီကောင်ကြတော့ iPad M2 ပါဗျဒီကောင်ကြတော့ဝယ်တော့ဆိုရင်32,900ပေါ့နော်ပါကင်လားဟုတ်တယ်ပါကင်ဗျဝယ်တော့ဆို32,900အခုဈေးကြတော့တိတ်မမှီဘူးဗျဒီမှာကိ128ပါဝယ်တာကြာပြီဒါပေမဲ့ PC ကစင်တော့တော်တော်ကုန်တယ်နော်ဒါပေမဲ့အခုချိန်မှာအဲ့ဒီမကုန်နော်အခုချိန်ကကျွန်တော်ဝယ်တာလဲကြာပြီဗျာအဲ့ဒီတော့ကပြောရမယ်ဆိုဈေးနေကြီးအခုကျရင်1000ခွဲ1000ဝန်းကျင်
လဲအများကြီးရှိရယ်နော်အစုံလိုက်ဝဲရှင်လဲရတယ်လူမျိုးတစ်ခုချင်းစီလိုက်မရှင်လဲရတယ်ဗျာ တကယ်တမ်းကျတော့တစ်ခုချင်းစီစင်တာနဲ့အစုံလိုက်ဝယ်ရနဲ့ဘယ်ဟာပို့ပြီးတော့ကောင်းလဲ ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဗျာဘယ်လိုပြောရမလဲဆိုတော့တကယ်လို့ကိုက PC တွေပါတယ်အခြေခံရှိတဲ့ PC အကြောင်းကိုကောင်းနားလဲတဲ့ဘာညာဆိုရင်တော့ကိုတိုင်ပြန်ဆင်ကျင်လဲရတခုချင်းစီပြန်ဆင်ကျင်လဲရတာပေါ့နော်ဒါမဲ့ကိုက PC အကြောင်းလဲသိနားမလဲဘူးဗျာအခြေခံလဲသိမရှိဘူးဗျာကဖေးဆိုပါပြောတာလဲ CPU ပါပြောကိုသိနားမလဲဘူးဗျာလိုက်လွင်းချင်တာပဲတီးတယ်ဆိုရင်အစုံလိုက်ဝယ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်နော်နောက်ပြီးတော့ကွာPC အကြောင်းကိုမဝယ်ချင်ပါတော့ PC အကြောင်းလေးကိုနည်းနည်းလေးလာလိုက်ပါတော့အဲ့ဒါကြမှာကိုတောင်းဝယ်ပါတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဗျာအဲ့လိုမျိုး ဒါထိုင်းနိုင်ငံမှာနေတဲ့တကယ်ချင်းတွေကကိုကလည်း line လွှင့်ရှင်နေကွာအတိလည်းမရှိဘူးဆိုတော့ပိုးဆော်အဲ့လိုမျိုးဝယ်ပေးရတော့အဲ့လိုလုတ်ပေးရတော့ဗာလို့ဆိုလုတ်ပေးလို့ရတာ ဘန်ကောက်အတွင်းတစ်ဝိုင်းမှာဆိုရင်တကယ်လို့PC ဝယ်ခြင်းတယ်ဘာညာတိတ်နာမလဲဘူးအခြေခံလည်းတိတ်မရှိဘူးကျွန်တော်တောဝဲစီခြင်းတယ်လဲရတယ်ကွာနောက်ပြီးတော့ဒီလိုက်လွင်းခြင်းတယ်လိုက်လွင်းအကြောင်းမသိဘူးဗျာဘယ်လိုလိုက်လွင်းရမှာလဲအတန်ပိုင်းတွေပါဘယ်လိုလုပ်ရလဲနားမလဲဦးစားအရာကွာကျွန်တော်ကလည်းအဲ့လိုတက်တဲ့ဆရာကြီးတော့မဟုတ်ဘူးဗျာဒါပေမဲ့အခြေခံသိလာတော့ကျွန်တော်သိထားတယ်ဗျာအဲ့လိုတော့ကျွန်တော်ခိုင်းလဲရတယ်ဗျာဒါပေမဲ့ဘယ်လိုပြောမလဲနေစားပြက်ခါတို့ကျွန်တော်ကလုံးနေတာကွာအဲ့လိုမျိုးပေါ့နော်ကော်ဖီခါဘာခါမုတ်ခါလေးပေါ့ဗျာအဲ့လောက်ပေးရပြီဗျာလိုက်ခါပေါ့စငယ်ခါတက်စီခါပေါ့ဗျာအဲ့လိုမျိုးပေးလဲရလိုက်လုပ်ပေးလို့ရတယ်နော်PC ဝယ်မယ်ဆိုရင်ဗျာကိုကကျွမ်းကျွမ်းကျင်လဲသိမရှိဘူးကွာကျောင်းတဲ့သူကတော့ကောင်းတယ်ပဲပြောမှာပဲသူတို့ရောင်းချင်တာဆိုတော့လေဒီဟာကောင်းတယ် PC အစုံလိုက်မိုက်တယ်ကောင်းတယ်သူတို့ပြောမှာပဲရောင်းချင်တာလေဒါမဲ့ကိုတိုင် site ကြီးတောင်းဝယ်မယ်ဆိုပို့ပြီးတော့အဆင်ပြေတယ်နောက်ပြီးတော့ကိုတီးတဲ့လူပဲဖြစ်တငယ်ချင်းPC အကြောင်းသားလဲတဲ့သူပဲဖြစ်အတူတောင်းဝယ်ရင်တော့ပို့ပြီးတော့အဆင်ပြေတော့ဗောနော်အဲ့လိုမျိုးကဲ PC ကတော့အားလုံးကတော့ပိုးဆော်ဝယ်တော့ဆိုရင်တော့အကုန်လုံးပေါင်းရင်တော့3000လောက်ပေါ့အဲ့လောက်ပေါ့ပုံနေပါရင်အခုစေးနေဆိုရင်ဒီ2000လောက်ဆိုပဲဗောအဆင်ပြေပြီနော်အကုန်လုံးရတယ်ဒါပေမဲ့ကိုကဆဆလွင့်ရင်းဆိုဒီကင်မရာဝက်ကနေပါနေမလို့တိလိုက်ရတယ်နော်ရုံမဖွင့်ချင်းမဝယ်လဲရတယ်ဒီကောင်တကယ်လို့ကိုပတ်ဆက်မနိုင်သေးလဲဒီ graphical မဝယ်သေးလဲရတယ်ဒီကောင်မျိုးဘယ်လိုမျိုးအလဲဆိုရင်တော့19000လောက်1000ခွဲ19000လောက်ပါအဲ့လောက်ဝန်းကျင် လိုက်လွင့်လို့ရပြီလိုက်လွင့်ရပြီနောက်ကိုစကားပြောဖို့ဒီမိုင်းလဲလို့သေးတာပေါ့နော်ဒီလိုမျိုးမိုင်းတန်းနိုင်တဲ့ဈေးကိုပဲလို့ရတာပေါ့နော်အဲ့လိုမျိုးကောင်တော့ဈေးတော့တိတ်မကြီးဘူးပေါ့နော်ဈေးမကြီးဒီကောင်အလဲစားတွေပဲနော်စီးပြီးနော်ဟုတ်တယ်ဒီကောင်ကျွန်တော်ပြည်စီကြတော့အမြင့်လည်းမဟုတ်ဘူးဗျာအနေလည်းမဟုတ်ဗျာအလဲလောက်ပဲကျွန်တော်ပြည်စီကကဲဒီနေ့ကတော့တလောက်ပါပဲဗျာနောက်ပြီးတော့ဗလဲတိုက်ကားရဲ့ PC နှစ်လရှိပြီလားနှစ်လလောက်ကျော်သူနဲ့တောင်းဝဲတာပေါ့နော်စိုက်ကြီးတောင်းဝဲတာကျွန်တော် PC လဲပိုးဆော်ပဲဝယ်ပေးတာသူပဲဆင်ပေးတာပေါ့နော်နောက်နေ့မှဗျာကျော်အားရနေတိုက်ကားရဲ့ PC ကိုဗျာကျော်သွားဗီဒီယိုတက်ရိုက်ပေးမယ်ဗျာသူရဲ့ PC ဘယ်လောက်ကုန်လဲဘာရှိလဲကျော်ဒီလိုမျိုးတွေကျော်တစ်ခုချင်းစီလိုက်ပြောပြပေးမယ်နော်ကဲဒီနေ့ကတော့ဒီလောက်ပဲဗျာဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်အားလုံး bye bye